မင်္ဂလာပါဒီကနေ့ကျမတို့လူတိုင်းကကိုဘဒူဘေဝါဖြစ်တယ်ကိုကဘယ်နေရာမှာရောက်နေတယ်ကိုကဘယ်အသက်အရွယ်ရှိပြီဆိုတာကိုများတော့အဖေကျမတို့ကမိထားတတ်ကြပါတယ်ဒါကြောင့်မို့ကျမတို့ကကိုမမြင်နိုင်ဘူးကိုဘဒူဘေဝါဆိုတာလေကျမတို့ကမစင်စားမိတဲ့အချိန်မှာကျမတို့မျက်စိမှာသူများကိုပဲမြင်တယ်ကျမတို့အတွေးထဲမှာပဲသူများကိုပဲနေရာပေးပြီးတွေးမိနေတယ်ဆိုရင်ကျမတို့မှာစိတ်မပျော်ရွှင်စရာတဲ့အများကြီးဖြစ်ပေါ်လာတတ်ပါတယ်ဒါကြောင့်မို့ကျမတို့စိတ်ပျော်ရွှင်အောင်ကြမ်းမအောင်နေနိုင်ဘူးအကြီးဆုံးကကျမတို့ရှာတွေ့ဖို့ဖြစ်ပါတယ်ကျမတို့ကဘယ်သူလဲဆိုတာကျမတို့စဉ်းစားမိတယ်ကျမတို့ကိုရှာတွေ့သွားတယ်ဆိုရင်ကျမတို့ကတကယ်စိတ်ချမ်းသာနိုင်မှာဖြစ်ပါတယ်စိတ်ချမ်းသာတယ်ဆိုတာပိဿံရှိမှစိတ်ချမ်းသာလို့ရတာမဟုတ်ဘူးစိတ်ချမ်းသာလို့ရတဲ့အရာတွေစိတ်ချမ်းသာအောင်ကျူးစားလို့ရတဲ့အတွေ့အခေါ်တွေလောကမှာအများကြီးရှိတယ်။ဒါကြောင့်မို့ကျမတို့စိတ်မချမ်းသာတာဟာကျမတို့စင်ရလို့မဟုတ်ဘူး။ကျမတို့ပညာမတတ်လို့မဟုတ်ဘူး။အတိတ်ကတော့ကျမတို့မစဉ်းစားမိဘူး။ကျမတို့မတွေးမိတာကြောင့်မို့ကျမတို့ကစိတ်ဆင်းရဲမှုတွေအဲ့ဒါကလည်းဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဥပမာကုမ္ပဏီတစ်ခုမှာကျမက CEO နေရာမှာနေထားတဲ့အတွက်ကြောင့်မို့ကျမ CEO နေရာမှာလုပ်ထိုက်တဲ့အလုပ်တွေကိုကျမကြေပွန်စွာလှုပ်ဆောင်နိုင်ရမယ်ဆိုပြီးမှအတွေးရှိပြီးတကယ်လဲလှုပ်ဆောင်တယ်အဲ့ဒါလိုပဲမန်နေဂျာကလည်းကျမကဒီကုမ္ပဏီကမန်နေဂျာဖြစ်တဲ့အတွက်ကြောင့်မို့မန်နေဂျာလုပ်ထိုက်တဲ့အရာမှန်သမျှကိုကောင်းမွန်စွာနဲ့တွေးခေါ်ပြီးကြိုးစားပြီးလှုပ်ဆောင်သွားတယ်ဒါနဲ့အတူတူပဲနေရာအတီးတီးမှာရှိတဲ့ဝန်ထမ်းတွေလည်းကျမကဒီနေရာဝန်ထမ်းဟုတ်တယ်ကျမရဲ့အလုပ်ကဘာတွေဖြစ်တယ်ဆိုပြီးမှကိုတွေးမိပြီးမှကိုလုပ်ရမယ့်အလုပ်တွေဘာတွေလဲဆိုတာကိုကောင်းသိတယ်ဆိုရင်ဒီကုမ္ပဏီကလူတိုင်းတာဝန်ကျေကျူးစားတဲ့အတွက်ကြောင့်မို့ဒီကုမ္ပဏီတူးတက်ချမ်းသာလာမှုကတအားမြန်ဆန်လာမှာဖြစ်ပါတယ်မိသားစုမှာဆိုရင်လည်းအဖေနဲ့အမေရှိတယ်အဖေနဲ့အမေလည်းအဖေနဲ့အမေနေရာမှာတာဝန်ကျေမယ်တာသမီတွေလည်းတာသမီတွေနေရာမှာတာဝန်ကျေမယ်ဆိုရင်ဒီမိသားစုကတကယ်ပျော်ရွှင်ကြမ်းမာတဲ့မိသားစုဖြစ်လာမှာဖြစ်ပါတယ်ဥပမာအဖေကတော့အဖေဆိုတာလည်းမသိဘူးကိုဘသူဆိုတာလည်းမသိဘူးအရက်တောက်တယ်ဆက်လိမ့်တောက်တယ်ချင်းနေနဲ့ပဲပျော်ပါတယ်မိသားစုကယူမဆိုင်ဘူးဆိုရင်တယောက်ကအဖေနေရာမှာရောနေတယ်အမေနေရာမှာရောနေတယ်ဆိုရင်ဒီအမေကဘလူးမတာသမီအပေါ်မှာတာဝန်ကျေမှာမဟုတ်ဘူးအဲ့ဒါလိုပဲတာသမီတွေလည်းတာဝန်ကျေအောင်မပြုတ်ထောင်နိုင်တဲ့ခါကျတော့တာသမီတွေလည်းတာသမီတွေနေရာမှာတာဝန်မကျေတာတွေအများကြီးဖြစ်လာတဲ့ချိန်မှာကျမတို့ရဲ့မိသားစုကပျော်ရွှင်လာမှာမဟုတ်ပါဘူးဒါကြောင့်မို့ကျမတို့ကပေးနေ